ချီကားလေးကလှလိုက်တာရရောက်ရောင်းပေးပါလား ဘာလာဖြင့်လာအီနေ ရှင်မရိုင်းလိုက်တာ အားတို့ယောက်ျားလေးတွေရဲ့မာနဆိုတာလက်ပြပုံလို့တစ္ဆာမရှိတဲ့မိန်းမတွေရဲ့မျက်ခွက်ကိုတည်ပြီးတော့ဖောက်ခွဲပလားမတနာနဲ့တနာမင်းနွားဖြစ်သွားတယ်တယောက်တည်းတောက်ပါလိမ့်စမ်းပါ နီးချစ်တို့ဒါလို့ဆိုတာမင်းတို့လိုအကြောတင်းလေးတွေစောင့်တတ်တဲ့အရာ။ရောက်လက်ဆောင် ရတပန်ဟုတ်မင်းငါကောင်မလေးလုံးလား ဟုတ်အခုကရီးစားစကားပြောလိုက်တာလား ဟုတ်တယ်ကောင်မလေးရဲ့ဟောဒီဆံပြားကနေပြီးတော့ဟိုးခြေသေးကုန်လေးဒီကိုချက်တယ် မင်းပြောတော့မိန်းကလေးတွေကိုမုန်းနေဆိုအခုလိုဖြက်ဖြက်လူပြီးအခြေရွေးဖြစ်နေတဲ့ပုံစံကြည့်မကောင်းဘူးနော် ငါအချစ်ယူမင်းကလင်တာယူအခုပဲကိုယ်တစ္ဆာမဖောက်လို့တော့ခရီးပဲ ခတိ ခရီးကလက်ပံဖြတ်ခံမှာတော့ ဖြတ်ပေါ့ တဲဖို့ဖြူရောင်နေ ဟဲ့အောင်မင်းဘယ်ကောင်လဲပြောမင်းကဘာတူလဲငါရရစီဖုံးဆက်နေတာပတ်ဆက်တယ်ရှာတတ်ပံငါကောင်ပါလေကွာ ငါလူချင်းတာမင်းရဲ့စိတ်တွေအချစ်တွေအကုန်လုံးကွာအကုန်လုံး တို့ရဲ့အလားပါအချိန်တိုင်းပြည့်ညာတယ်အားလုံးကမင်းအတွက်ကြီးပဲ ဟုတ်ပါလေမင်းကအချိန်တိုင်းအပြည့်ပါပဲမင်းမပြည့်တော့အုံတော့ မင်းပေးသမျှအရာတွေအားလုံးကအချိုတွေကြီးပဲ ရှင်တို့နှစ်ယောက်ကြားထဲမှာပတ်သက်မှုမရှိဘဲအဲ့မိမအလောက်ကြီးနောက်ဆက်စရာအကြောင်းမရှိပါဘူး ရှာတတ်ပံငါကဘာကြီးတစ်ခုလုံးမင်းကိုဘဟုံးပြုတ်ပြီးလက်ပတ်နေလားမိသားလေလား ဒီယူမောင်ပြိုးထောင်ပေးထားတဲ့အမေကကျွန်တော်ကိုချော့သိပြီးနောက်ယောက်ျားယူသွားတဲ့အမေ မင်းတော့တည်သေးဘူးလားမင်းပေးနေပြီကွာ နောက်ကြောက်တွေရှုပ်နေတယ်ဒီလိုအကျိုးတရားကိုမမီလုံးကတော့ဘာမတူဘူး ဟောလေ အမေမကြောက်ကိုလက်ထက်ယူထားပြီးကျမပုံတူဆိုရင်ရှင်ပြောတော့ကျမရသက်ပံငါကောင်မလေးပါဆို ကျွန်တော်မှရှိတာဆိုတော့ဒီလက်ပါတက်တယ်မင်းခောက်ပြန်တဲ့အချင်းလေးရှိတယ် အချက်တွေထပ်တူမကြတဲ့အခါနာကျင်ရတယ်